မျက်စိတိတ်ဆွဲတာအမြင်အာရုံဝါးတာမှတ်ဉာဏ်အားနည်းတာမေ့လျော့တတ်တာအမှောင်ထဲမှာကောင်းကောင်းမမြင်ရတာနဲ့မျက်မှန်ကိုအမြဲတမ်းတက်ထားရတဲ့ပြဿနာတွေခံစားနေရတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုလက်လွတ်မခံပါနဲ့ဒီဆေးနည်းလေးကတင့်အတွက်အထူးတင့်တော်နေလို့ပါဒီဆေးနည်းကိုဘယ်လိုဖော်ဆက်ရမလဲဆိုတာချက်ချင်းပဲရှင်းပြပေးပါမယ်ဒါပေမဲ့အရင်ဆုံးဒီဗီဒီယိုလေးကို share လုပ်ပေးပြီးကျွန်တော်တို့ရဲ့စာမျက်နှာကိုလည်း follow လုပ်ပေးဖို့ဖိတ်ခေါ်ပါရစေဒီဆေးနည်းအတွက်မုံလာဦးနီတစ်ဝက်ကိုအခွန်မခွာပဲအပိုင်းလေးတွေဖြစ်အောင်လှိဖြတ်ပေးရပါမယ်မုံလာဦးနီကအုံနောက်လှုပ်ဆောင်ချက်တွေကိုလှုပ်ဆော်ပေးနိုင်လို့အကြံပြုရတာပါသူမှာပါဝင်တဲ့ပိုတက်ဆီယမ်နဲ့ phosphorus ဓာတ်တွေကအာယုံကြောစနစ်ကိုပြန်လည်လန်းဆန်းစေဖို့ကူညီပေးတဲ့သတ္တုဓာတ်တွေဖြစ်နေလို့ပါသူကဓာတ်တိုးစမ်းချင်ပစ္စည်းတွေကျွဲဝါတဲ့အတွက်ကင်ဆာနှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေမျက်စိတိတ်ဆွဲတာနဲ့အမြင်အာရုံချို့ယွင်းတာတွေကိုကြိုတင်ကာကွယ်ပေးနိုင်ပါတယ်နောက်ဆုံးအနေနဲ့တံမြာသီးတစ်လုံးကိုအပိုင်းလေးတွေလှီးပြီးထည့်ပေးရပါမယ်တံမြာသီးကမှတ်ဉာဏ်နဲ့အာယုံစူးစိုက်မှုကိုတိုးတက်စေတယ်အမြင်အာရုံကောင်းမွန်စေတယ်ဗိုင်းရပ်စ်ကိုဆန့်ကျင်ပေးနိုင်တယ်လို့ကင်ဆာရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်မုံလာဦးနီရောတံမြာသီးပါခန္ဓာကိုယ်အတွက်အလွန်အရေးကြီးပါတယ်သူတို့နှစ်မျိုးကစိတ်ပိုင်းဆိုင်ရာယိုယွင်းမှုကိုကာကွယ်ပေးတယ်လို့တင့်ရဲ့အမြင်အာရုံကိုလည်းပိုမိုအားကောင်းလာစေမှာပါပါဝင်ပစ္စည်းတွေကိုအိုးတစ်လုံးနဲ့ထည့်ပြီးရေနှစ်ခွက်နဲ့9မိနစ်လောက်စုအောင်တီးပေးပါမိတ်ဆွေတို့ရေဒီဗီဒီယိုလေးကိုချစ်ခင်ကြောင်းပြသပေးဖို့နဲ့ဘယ်မျိုးကနေကြည့်ရှုနေကြလဲဆိုတာကိုလည်းပြောပြပေးခဲ့ပါဦးနော်နှုတ်ခွန်းဆက်စကားလေးတွေပြန်ပြောပေးခြင်းလို့ပါဒီနေ့တော့အေယာဝတီတိုင်းကကိုခင်မောင်စောအတွက်နှုတ်ခွန်းဆက်ပေးလိုက်ပါတယ်ကျွန်တော်တို့ရဲ့စီးနည်းလေးတွေကိုကြည့်ရှုပေးပြီး share လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မနက်စာစားပြီးရင်တစ်ခွက်တောက်ပါပြီးရင်8နာရီလောက်စောင့်ပြီးနောက်တစ်ခွက်ကိုတစ်ပတ်ကြာအောင်တောက်ပေးရပါမယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါခင်ဗျာ